แต่ไม่จีเลยเปล่า အဖေတဲမကြီးရှာကျွေးနိုင်တယ် ရပါတယ်လို့ကျွန်တော်ကမာပါသေးတယ်သူရှာကျွေးတယ်မှာ တန်ပါသေးတယ်နော်တားရည်သူကြီးတွေအများကြီးတန်ပါသေးတယ် အဲ့ရသေးတယ် 飘蓝的你别看哩，就这个老个点对，听不个夜人的 လက်ပါလာကိုလာဆက်ခဲ့ပြီးပေါ့ဒီနေ့ဒီနေ့အလို့ 梦你们看呀， အဲ့ဒါလာငါလို့ပြောထားတာဟုတ်လားငါလို့ဘယ်သူကကြိုပြောထားတာတော့သမီးတွေကပြောထားတာအဲ့ဆိုရင်မားပြီနဲ့တော့သားတို့ကအဲ့ဒီသမီးတွေကလွတ်လိုက်တာမဟုတ်ဘူးဗျဟမ်လက်ဆောင်တွေမှားထားသေးလားဦးလေးနဲ့အလီ အဲ့လိုတော့မမာပါ မမလားဟုတ်လားပတ်စံမရှင်းရသေးလို့လူရှင်းပေးမှာတော့ ဘူးရပါတယ် ရပါတယ်ဒီဘက်လေးထွက်ပေးပါဦးလေးနဲ့ဒီကျဲတဲ့ဘက်လေးနော် သူတွေအတွက်ဆိုကုန်ရ တာသမီးတွေဆိုကုန်ရတယ်အမေကဘယ်ဘက်လေးရသွားလိုက်ကဲဟုတ်ပြီဗျာလက်ဆောင်နေရအဖေစောနာအဖေလာဂျူတော့သားတို့ကားပါရလေ ဟုတ် အဲ့ဒီကားပေါ်မှာအပြည့်ပဲ ဟုတ်ကဲ့ အဖေနဲ့မင်းနှစ်ယောက်လုံးအတွက်တအားလာတဲ့လက်ဆောင်တွေကိုလေသားတို့ကဒီတိုင်းတော့မပြချင်ဘူးဘဝမှာလည်းအမတ်တရလေးတွေဖြစ်စေချင်တယ်နောက်ပြီးတော့အဖေတို့အမေတို့ရဲ့အပြုံးလေးတွေကိုလည်းမြင်ချင်တယ် surprise တိုင်းမယ်မျက်လုံးဟိုဟာလေးတွေခဏစီမယ်လीနော်အရှိမှလက်ဆောင်တွေရောက်ပြီဆိုမှအံ့ဩစေချင်လို့နော် ဟုတ်ပါ တခုကြိုပြောချင်တာဒါလေးတွေပေးတယ်ဆိုတာအမတ်တရနဲ့ပြောစေချင်တယ်အပြုံးတွေကိုမြင်ချင်တယ်ဒါတော့ပဲစိတ်မကောင်းစရာတွေတော့မတွေးရဘူးနော်ပြီးတော့ဝမ်းမနေရဘူးကဲဟုတ်ပြီနော်အဲ့တော့အဖေနဲ့မိဒီယာပဲစောက်ပေးဒါလက်ဆောင်ပြီးလာခဲ့မယ်နော်ကဲဟုတ်ပြီဗျာလက်ဆောင်လေးတွေလာခဲ့လိုက်ပါလက်ဆောင်ပစ္စည်းတွေရောက်လာပြီအမေတို့လည်းပါရနော်မေစိတ်ထဲမှာဘလို့ခံစားရလဲကိုပြောတယ်အဖေဘယ်သူတွေကိုလွမ်းလဲအခုလိုချိန်မှာအဖေမှာလွမ်းမယ်လူကြီးရှိလားဘယ်သူကိုလွမ်းတော့ သမီးတို့လွမ်းလာ သမီးတွေကိုလွမ်းနေရလား။အော်တားရဲ့သမီးနဲ့တကွဲတပြားစီဖြစ်နေကြတာနော်။စိတ်မကောင်းမဖြစ်ပါနဲ့ဗျ။လက်ဆောင်လေးတွေအရန်လှတယ်။တားတိုင်မင်းခေါ်ပေးမယ်နော်။3ဆိုရင်မျက်လုံးအပွားလေးတွေကိုနောက်ကကိုကြီးတက်ကဖြီးမယ်နော်။ကဲစမယ်။1 2 3ကဲဟုတ်ပြီဗျလက်ကုပ်လေးတွေတီးပေးလိုက်ပါဦး။ဝါဘာတွေတော့အဖေအရှိလေးနေနဲ့တူလာအဖေမျက်နှာလေးနေထိုးနေလို့ကဲကြည့်ရောအဖေလက်ခံပေးရော။ဒါလေးတွေရတဲ့သူတို့ရဲ့လှုပ်အားကချွေးနေစားလေးတွေပါတဲ့အဖေတို့မေတို့အားရှိမဲ့အစားအစာစားပါတဲ့အဖေတို့လှူချင်တာလှူပါတဲ့ကဲလိမ္မာလိုက်ကြတာဘယ်သူတွေတော့အဲ့ဒါကဲအဖေသူတို့လေးတွေအတွက်အဖေတို့အရန်ပင်ပန်းခဲ့ပြီးပါပြီတဲ့နေဘူးမရှောင်မိုးရမရှောင်သူများသားသမီးနဲ့ဒန်းတူနေနိုင်မှုအဖေတို့အများကြီးစူးစမ်းခဲ့ပြီးပါပြီတဲ့အဖေတို့မေတို့တာဝန်ကျေပါတယ်တဲ့အခုချိန်မှာသူတို့ကနေပြီးတော့အဖေတို့မေတို့ပြန်ပြီးတော့လှုပ်ကြွေးကျူးစုပေးရစီဆိုပြီးတော့အဖေတို့မေတို့ရဲ့သမီးနှစ်ယောက်ကပို့ပေးလိုက်တာကဲအဖေ ရပါတယ်လို့ကျွန်တော်ကမာပါသေးတယ်သူရှာကျွေးတယ်မှာ တန်ပါသေးတယ်နော်တားရည်သူကြီးတွေအများကြီးတန်ပါသေးတယ် အဲ့ရသေးတယ် ကဲအဖေတိတယ်သူတို့ဖေသူတို့ဘယ်လောက်ချစ်ကြောင်လဲသိတယ်ဒီမိသားစုတွေအဖေဘယ်လောက်ထိကြိုးစားခဲ့တဲ့ကြောင်လဲသူတို့သိတယ်သူတို့အရင်တော့ဘွားတွေကိုလည်းမမေ့ပါဘူးနော်နောက်ပြီးတော့အဖေသမီးတွေကလေ ညမှာ နိုင်ငံသားတွေပါနော်သမီးလေးမက်ဝင်းဝင်းမော်နဲ့မက်ပပဝင်းခင်နဲ့ဟုတ်လားမေသမီးတွေနော်အမှားစကားလေးတွေပြောခိုင်းလိုက်သေးတယ်ဒါကိုသားဖတ်ပြပြီးမယ်နားထောင်ပြီးတော့နော်အဖေနဲ့မေတဲ့ကျမ်းမာကြီးကိုယူဆိုင်ပါတဲ့ပြီးတော့အဖေနဲ့မေကိုအရန်လွမ်းနေတဲ့အဖေနဲ့မေကိုပြည့်ပြည့်စုံစုံထားခြင်းလို့တာတဲ့နိုင်ငံရဲ့ချမ်းပါတဲ့အလုပ်တွေလုပ်နေရတာပါတဲ့အဖေနဲ့မေကိုတဲ့တတိယတဲ့စိတ်ကတဲ့အမြဲတမ်းပါပဲတဲ့မလွမ်းတဲ့ရက်ဆိုတာမရှိပါဘူးတဲ့အဖေတို့နဲ့ဖုန်းပြောပြရင်လေတဲ့အဖေပြောနေကြစကားလေးကိုတဲ့သမီးကအခုချိန်ဒီမှတ်မိနေတော့မယ်တဲ့ငါသမီးရေတဲ့ပြန်လာခဲ့ပါတဲ့ငါသမီးတွေကိုတဲ့အဖေရှာကျွေးနိုင်ပါလေတဲ့အဖေအတက်မကြီးသေးပါဘူးဆိုတဲ့စကားနဲ့တည်းနဲ့သမီးတို့ကပိုးပြီးတော့ကြိုးစားဆွေတွေဖြစ်တယ်တဲ့အဖေတို့ရဲ့မေတ္တာတွေကိုပိုးပြီးတော့ခံစားမိလာတယ်တဲ့အဖေသမီးတွေကိုအိမ်မက်ပြန်လာခိုင်းတာလို့ပြောတယ်ဟုတ်လားကဲအဖေသူ ခံ တို့ စားလို့ရသေးတယ် ဟုတ်လား แต่ไม่จีသေးပါဘူး အဖေတက်မကြီးရှာကျွေးနိုင်တယ် ဒီသိန်းဝဲသိန်းနေတိုင်းရတယ် ဟုတ်ကဲ့ပါအဖေကဲဒါပေမဲ့သူတို့ကတော့အဖေတို့မေတို့ဖြစ်နိုင်မယ်ဆိုရင်အဖေမန်းတဲ့လုပ်တွေအဲ့လိုမျိုးမလုပ်စေချင်တော့ဘူးနော် ဟုတ်တယ် ကဲဟုတ်ကဲ့ပါအမေကိုလည်းမှာလိုက်တယ်နော်အမေကိုလည်းအရန်ချစ်တယ်တဲ့အမေရဲ့လက်ရာတွေကိုလည်းသမီးတို့ကလွမ်းနေပြီတဲ့နောက်ပြီးတော့ပြောထားသေးတယ်